ယောက်ျားတစ်ယောက်ကြောင့်ခံစားနေရတဲ့တန်တာမှုသိမ်းကိုစကားတခွန်ပြောချလိုက်တဲ့ဝိုင်းစုခိုင်သိန်းယောက်ျားချမ်းကိုနောချေနေအောင်တည်ရတခုလက်မမဝိုင်းစုခိုင်သိန်းကတော့ရွှေမန်းကြောင့်ငိုယူပြီးခံစားနေရတဲ့တန်တာမှုသိမ်းကိုခုလိုပဲစကားတခွန်ပြောချလာပါပြီတန်တာမိုးသိန်းကရွှေမန်းရေဖောက်ပြန်မှုကြောင့်အိယာတွေပြင်လဲပြီးစီးရီနဲ့လူတကူလုံးဖောရင်လာတဲ့တင်စိတ်ထိခိုက်ခဲ့မှုတာဖြစ်ပြီးလွန်ခဲ့တဲ့ရက်က live မှာလည်းငိုယူနေခဲ့တာပါဒါကြောင့်ယောက်ျားတစ်ယောက်အတွက်သွေးပြောင်ဖြစ်နေတဲ့တန်တာမိုးသိန်းကိုဝိုင်းစုခိုင်သိန်းကတနာခဲ့ပြီးအခုလိုပဲစကားကြီးတစ်ခုကိုထပြောခဲ့ပါတယ်ဝိုင်းစုရဲ့စကားဟာတန်တာမိုးသိန်းအတွက်ရင်းနှီးနေခြင်းကဲတင်ရာတစ်ခုလိုဖြစ်စေပြီးအားလည်းဖြစ်ခဲ့ပါတယ်ဒီလိုခွာပေးနိုင်အောင်လေဝိုင်းစုကယောက်ျားအနေနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုလူလိမ့်ပြီးခံထားရသူဖြစ်ပါတယ်။ဝိုင်းစုခိုင်တင်လက်ထပ်ယူခဲ့တဲ့အဆိုတော်အောင်လာနယ်တုန်းကလည်းလုံးဝ6ဖြစ်နေတဲ့အိမ်ထောင်ကြီးကိုရင်ဆိုင်ခဲ့ရပြီးအောင်လာကမနဲ့မိုးလင်းတာနဲ့တောက်စားမှုရပြီးသူမကိုဒုံးနဲ့ရိုက်နေတဲ့အထိနှိပ်စက်ခဲ့ကြောင်းလည်းသိရပါတယ်။ဒီလိုနှိပ်စက်ခံရတာတော့မှဝိုင်းစုကသူမူးနေလို့ဖြစ်မှာပါမသိလို့လို့တာငါ့ကိုချစ်တာပဲလေလို့သဘောထားပြီးခွင့်လွှတ်သီးခံပေးခဲ့ပါတယ်။ပိုဆိုရာကအိမ်ထောင်တက်တန်တရှောင်းလုံးကိုစောင်းဝင်နေရေးကဆောင်ဝိုင်းစုကပဲတာဝန်ယူခင်ရပြီးယောက်ျားဖြစ်သူကိုအဆဆရရအလိုလိုက်ကြိုက်ဆောင်ခဲ့ပေမယ့်ဖောက်ပြန်ခံခဲ့ရပါတယ်။ဒီအကြောင်းကိုဝိုင်းစုကမနဲ့အိယာနိုးကလေးကမူယူပြီးဝိုင်းစုကိုရရှာတယ်။နှိပ်စက်တဲ့ဒုံးနဲ့လိုက်ရိုက်တဲ့စောင့်တော်နေဒါပေမဲ့ဒီငတုံးမကလည်းငါ့ကိုချစ်တာပဲဆိုပြီးနားလေပြီးခွင့်လွှတ်ပေးခဲ့တယ်။သို့တော်ဝိုင်းစုငုတ်တုတ်ကြီးရှိနေလျက်နဲ့တစ္ဆာဖောင်းရင်လုံးဝသီးမခံနိုင်ဘူး။ဝိုင်းစုမကြိုက်တာတခုကိုလုပ်ရင်တစ်စက္ကန့်တောင်မှမထားပြီးထွက်သွားမှလို့ခဏခဏပြောခဲ့တယ်။မိန်းမတွေအကုန်လုံးကလည်းယောက်ျားဖောက်ပြန်နေဆိုရင်ဘာဖြစ်လဲဆိုတော့ရွှွန်နေအတူတူပဲဝိုင်းစုနဲ့ရွှွန်နေဆိုပြီးရင်ဖွင့်ခဲ့ပါတယ်။ဒါကြောင့်ဝိုင်းစုကိုင်တဲ့ကတစက်မှမငင်းညူပဲရှာဖွေကျွေးမွေးခဲ့တာတော့တစ်ဖက်သားကဖောက်ပြန်ခဲ့တာမို့ဒီအကြောင်းတွေကိုတက်တည်တက်ကာရနဲ့များချပြလိုက်ရင်ပြစ်တောင်လဲသွားအောင်မယ်။နလန်မထူနိုင်ပဲဖြစ်သွားမှအခုမနေတာလူပါဇက်ကထုတ်ပြောတာပဲရှိတာ။မိန်းမတွေကဖောက်ပြန်တဲ့ယောက်ျားဆိုရွံ့နေဝိုင်းစုလည်းအတူတူပဲလို့ဖွင့်ချပစ်ခဲ့ပါတယ်။ဝိုင်းစုခံတဲ့ရဲ့ပြောပြချက်တင်ရဆိုရင်မိန်းမတယောက်အနေနဲ့လုံးဝစိတ်နာကျင်စရာကောင်းတဲ့အိမ်အောင်ရေးကြီးဖြစ်ပြီးသူမတီးခံခဲ့ရတာတွေကလည်းမနေမနှောပါပဲ။ဒါပေမဲ့ဝိုင်းစုကသူ့ယောက်ျားထိခိုက်မှာနောက်ထပ်ကောင်မလေးရဲ့ကလေးနဲ့ယောက်ျားထိခိုက်မှာဆိုတာကြောင့်ရင်ကုန်နှုတ်ပိတ်နေကြတာလို့လည်းပြောကြားခဲ့တယ်လို့မတတ်တာနဲ့အဆုံးမှာလမ်းခွဲခဲ့တာဖြစ်ပါတယ်။ဒါကြောင့်သူမလိုပဲအဆဆရရဥဆောင်နေပါလျက်နဲ့ဖောက်ပြန်သွားတဲ့ရွှေမန်းကြောင့်ခံစားနေရတဲ့တန်တာမိုးသိန်းကိုဝိုင်းစုကိုင်းတဲ့ကထက်မြက်ပြီးဥဆောင်နိုင်တဲ့မိန်းမဆိုရင်ဘယ်ကောင်မှတန်မိုးမထားဘူးယောက်ျားတွေကသူ့ထက်ညံ့တဲ့မိန်းမမျိုးနဲ့မှကြိုက်တာငယ်သေးတယ်ခံစားမနေနဲ့လို့ပြောခဲ့တာဖြစ်ပါတယ်ကဲပရိသတ်ကြီးတို့ရောတယောက်တည်းတောက်ပနေတဲ့ဝိုင်းစုခိုင်တဲ့ရဲ့အားပေးစကားပေါ့ဘလို့များထင်မြင်ကြပါသလဲနော်